ဒီကနေ့မှာအစ္စရေးနိုင်ငံကရန်ဘက်ဖြစ်တဲ့အီရန်နိုင်ငံအပေါ်ကြိုတင်ကာကွယ်ရေးတိုက်ခိုက်မှုတရက်ပြုလုပ်လိုက်ပြီးဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာနေပါတယ်။အခုတိုက်ခိုက်မှုမှာအမေရိကန်နိုင်ငံလည်းပူးပေါင်းပါဝင်နေပြီးအီရန်ခေါင်းဆောင်ခါမီနီရဲ့ရုံးခန်းအနီးမှာပါပောက်ကွဲမှုတွေဖြစ်ပွားနေကြောင်းသိရှိရပါတယ်။အစ္စရေးစစ်တပ်ကအီရန်မြို့တော်တီဟီရန်ကိုနေကင်းကြောင်တောင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာမြို့လေခေါင်မှာမီးခိုးလုံးကြီးတွေထွက်ပေါ်နေပါတယ်။ဒီစစ်စင်ရေးမှာအမေရိကန်ပြည်ထောင်စုပါဝင်နေတာကိုသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။အစ္စရေးဘက်မှလည်းလေကြောင်းတတိပေးတံတွေကိုတဲအဗီစ်နဲ့ဂျေရုဆလင်တို့မှာကြားနေရပါတယ်။အမေရိကန်ပြည်ထောင်စုကအီရန်နိုင်ငံကိုတိုက်ခိုက်ဖို့အချိန်နီးကပ်လာနေကြောင်းသတင်းတွေထွက်နေစဉ်မှာပဲအစ္စရေးနိုင်ငံကအီရန်အပေါ်တိုက်ခိုက်မှုတွေအခုလိုစတင်လိုက်တာပါ။အစ္စရေးတနိုင်ငံလုံးကိုလည်းအရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။အီရန်ဘက်ကနေဒရုန်းတွေဒုံးကျည်တွေနဲ့လက်တုပ်ပြန်တိုက်ခိုက်လာနိုင်ခြေရှိတာကြောင့်ပါ။အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်အစ္စရေးစစ်တပ်ကအီရန်နိုင်ငံအတွင်းမှာရှိတဲ့အဓိကပြစ်မှတ်တွေကိုစတင်တိုက်ခိုက်နေပြီလို့သိရပါတယ်။အခုတိုက်ခိုက်မှုဟာအီရန်ရဲ့အန္တရာယ်ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့လှုံ့ဆော်တာဖြစ်တယ်လို့အစ္စရေးဘက်ကပြောပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်းအခုတိုက်ခိုက်မှုဟာအစ္စရေးနိုင်ငံရဲ့လုံခြုံရေးအတွက်လှုံ့ဆော်လိုက်ရတဲ့မဖြစ်မနေအခြေအနေဖြစ်တယ်လို့အတည်ပြုထားပါတယ်။ဒီလိုတိုက်ခိုက်မှုကြောင့်အရှေ့အလယ်ပိုင်းဒေသမှာစစ်မီးကျယ်ပြန့်လာမှာကိုလည်းကမ္ဘာတဝန်းကစိုးရိမ်တကြီးစောင့်ကြည့်နေကြရပါတယ်။လက်တလောစစ်ဖြစ်အန်ဆဲရင်ဆိုင်နေကြတဲ့အမေရိကန်လည်းပါဝင်လာပြီဆိုတော့အီရန်နိုင်ငံကိုအလုံးစုံချေမှုန်းကြမဲ့စစ်စင်ရေးအထိဖြစ်သွားမလားဆိုတာစောင့်ကြည့်ရတော့မှာပါ။ Don't forget to subscribe to Eternal Rain Myanmar.